ကဲဒီနေ့မှာတော့အောင်သူရဲ့ရင်းနှစ်ပန်းကလေးနင်းဆိုတဲ့ချင်းကိုကျွန်တော်တို့ရှင်းလုပ်ပါအောင်ဖြစ်ပါတယ်ကဲအားလုံးပဲနားဆင်ကြအောင်ခင်ဗျာစာသားရတည်ရမှာစာသားရမင်းဆောင်ရအောင်ကောင်းတယ်တော်လေးစဉ်းစားပြီးမင်းတွေးရမယ်စာသားကြီးမင်းကြပြမင်းကြပြဆန်တော့ကွာတည်မလားတစ်ချက်ပြန်လာအောင်နော်ချက်ပြန်လာကြည့်မယ်ဒီနေ့ပန်းလေးနေအတွင်တဲ့လမ်းဝင်ထင်ကြည့်ဒီညမှာတင်ပြီးပါသေးဘယ်လိုပေါ့ဟိုရင်ထဲမှာနင်းအောင်ချစ်ကြတဲ့ကောင်းမလေးသိမလားပန်းလေးနေတယ်လို့တင်သားပြီးတင်တဲ့လမ်းဝင်ထင်ကြည့်အောင်ပေးနေမှတင်ဘယ်လိုမှအလူလိုက်တာကောင်းမလေးအရန်အလူလိုက်တာမျိုးဘာညာလဲကိုမြင်ပေါ့ကွာနော်သူတင်သားတဲ့ပုံစံကောင်းမလေးကိုအရန်အလူလိုက်တဲ့ပုံစံပြင်အဲ့လိုမျိုးကြည့်အဲ့လိုကိုနော်မင်းဘဝဆင်းပြေးတဲ့ငြိမ်ငြိမ်ကြီးထွေးနှွေးနိုင်ပါလေချိုးမင်းဘဝဆင်းပြေးတဲ့ငြိမ်ငြိမ်ကြီးထွေးနှွေးနိုင်ပါလေမင်းဘဝဆင်းပြေးတဲ့ဘဝဆင်းပြေးနေရှင်ဘဝဆင်းပြေးနေရှင်ကောင်းနေရမသိဘူးလူမျိုးတော့ဆက်နာဟန်နော်မဗီဒီယိုရဘယ်လိုကောင်းမလေးရတယ်မလားသူကမင်းသမီးလားပေါ်လားမသိဘူးတည်းမအဲ့လိုမျိုးအဲ့လိုကောင်းမလေးရှိလို့ရှိရင်ဒီရှင်းနဲ့ဖီးလို့ရတယ်တည်းမဟုတ်ကောင်းမလေးအဲ့လိုမင်းကရှင်ပြေးတဲ့ညီညီရှိတဲ့ညီနဲ့ငါလေးကျိုးဖြစ်တဲ့မြောင်းရင်လူမြောင်းရင်လူတမောနေပြီးကျွေးနေတာကျိုးမျိုးအဆူပါသည်ပြန်ကောင်းမလေးပြောတာယူဆိုင်လို့ပြောကြည့်နေတော့မဟုတ်ဘူးအဲ့ဆာလာရေးပေါ့နော်ဆောင်းရမ်းကောင်းနော်ဘယ်လိုပြောမလဲကောင်းမလေးသိမလားမင်းနှင်းစီဘက်နဲ့တင်သားပြီးမင်းအစာလန်းနေရတာသူကောင်းမလေးအဲ့လိုနေပန်းမွားနေကြီးချိုးရင်ခါကျပန်းနေပဲသိမလားအသိမှလည်းမင်းပန်းငွေတင်သားပြီးမင်းပျက်စီးလွယ်တာမျိုးပါအဲ့လိုတင်သားပြီးပြောတယ်မင်းဆောင်းတော့မိုက်တယ်မင်းအခုခေတ်လူတွေတုံးမရေးနိုင်ပါလေလို့ဒီလိုသိရှင်းမသိရမလားမင်းအဲ့လိုမင်းကြပြကြကြဘာကြကြညာကြကြကွာအဲ့လိုမျိုးဆောင်ရလိုက်တယ်ဆက်နာတော့မနော်ဒီမှာနေအောင်ဝေးလို့ဆွေးပြီးဒီမှာချစ်တို့လို့တဲ့နူမီဒီမှာနေအောင်ဝေးလို့ဆွေးပြီးရရှင်မနေအောင်ဝေးလို့ဆွေးပြီးတဲ့ကောင်းမလေးကောင်းမလေးအရန်ချစ်တော်တယ်ကောင်းမလေးနှင်းနေမှလည်းသူက
စလာရဲ့တင်လာတော့ညရင်မနဲ့အမွေးလို့ဆိုရင်အမသူရှိတဲ့ကောင်မလေးတင်ဟန်ဒီမှာဗီဒီယိုရတဲ့အတိုင်းကောင်လေးကိုရမ်းချစ်တော့အဲ့လိုနောက်တစ်ယောက်တော့ပေါ့ဆိုရင်ဘာနေမှာပေါ့နော်အဲ့လိုဒီရတယ်ဘယ်မင်းကောင်းလေးကောင်းလေးနဲ့တွေ့သွားချက်တယောက်နဲ့တွေ့သွားနိုင်မယ်သူသိတယ်ဒါပေမဲ့မပြောရတော့လို့စိတ်ဆိုးအောင်လို့သိရမှာအဲ့လိုအဲ့ရင်းနေရနေအရင်နှိပ်ပြီးရှိရတယ်အရင်ခံစားရတယ်ဆိုအဲ့လိုမျိုးပြောနော်ဆောင်းရမ်းကောင်းပါလေဆောင်းရမ်းကောင်းပါလေကျွန်တော်နောက်ကစားရရတယ်ဒီစားရည်ပဲပြန်ဆိုရအောင်နော်တော့ကဲရေရှင်းအောင်ဒီလောက်ပါပဲခင်ဗျာတချင်းလေးကိုနားထောင်နေဆိုရင်တော့ရင်းနှစ်ပန်းကလေးနင်းစီအောင်လို့ဆိုရရင်တော့ရင်းနှစ်ပန်းကလေးနင်းစီဆိုပြီးတော့ YouTube မှာရိုက်ရှာပြီးတော့နားထောင်ကြည့်လို့ရပါတယ်။ရန်ကောင်းတဲ့တချင်းလေးပါနားထောင်ကြည့်ပါခင်ဗျာ။